လာမမင်းနဲ့မိစ္ဆာကိုတတ်မိလို့ဒဏ်သိရင်ဂုံဒူးဆောင်တစ်စိတ်ရတယ်လို့ဂုံယူနေအောင်မှာတောက်ရမရှိနဲ့ပြောတဲ့အတိုင်းလို့ဟုအိုးစိုးပဆက်ပြောချလိုက်ပြီးနောက်၎င်း၏ဘယ်လဲဖွားပေါ်သို့ညာလက်ညှိုးဖြင့်စမတဆူရေးဆွဲကကျမ်းပြင်အောင်ရန်ကနေရိုက်ချလိုက်ရာဝင်ဘူးနေသောတရက်သည်နောက်ပြန်လဲကျသွားလေ၏ဆရာထွေး၏လက်ဖွားတို့၌ဘုန်းနံထားသောစမများ၏ဟိတ်အဟုန်ကြောင့်လဲကျသွားခြင်းဖြစ်၏ပြောသည့်အတိုင်းလုံမိအပြင်လုံနိုင်စွမ်းလည်းအမှန်တကယ်ရှိနေကြောင်းရိပ်မိသွားသည့်တရက်သည်၎င်းနှင့်သက်ဆိုင်သောအတိုက်ဆက်များအားဆင်းသည့်အထိနှုတ်ယူလိုက်ရလေ၏ဆက်အကုန်စင်ပြီးဆိုတာနဲ့ထွက်သွားလိုက်ကြံတဲ့ကိစ္စ58မယ်မင်းတို့ဆရာငတိုက်ချက်ကိုပြောလိုက်စမ်းပါရုပ်ပြောင်းနန်းခွာတက်နဲ့ဝင်ပူးပြီးစုံနေသလားဒါမှမဟုတ်လူကိုယ်တိုင်လာဝင်သလားဆွေစဉ်မျိုးဆက်တတ္တိကောင်းလာပါတယ်ဆိုတဲ့အစင်အလားဟာတိုက်ချက်လက်ထက်အထိရှိနေပါသေးတယ်ဆိုရင်တော့ငါတဲနေတဲ့ဘုန်းကြီးเจ้าကိုလူကိုယ်တိုင်လာခဲ့ဖို့ပြောလိုက်လာဝင်ရင်တော့ဗကံခစ်ကလေးကအစင်အလားနဲ့မိုက်သွေးကြွယ်တဲ့သူ့ဘရာဇာမျိုးဆက်ကိုအထင်ကြီးရမှာပဲသွေးကြောင်ပြီးဘေးချောင်တယ်လို့လုပ်နေမယ်ဆိုရင်တော့ငါတိုက်ချက်ကိုအမျိုးကုန်ဖြတ်တဲ့ဇက်ပြက်သူ့ဘရာဇာလို့သဘောထားလိုက်မယ်သွားတော့ဟိတ်ကောင်ဟုလူမိုက်စမ်းသည့်လေးသံမျိုးဖြင့်ပြောဆိုကမောင်းထုတ်လိုက်လေ၏ဆရာထွေးသည်၎င်းတဲခိုသည့်ဘုန်းကြီးကျောင်းသို့ပြန်ရောက်သည်နှင့်ဖျားပွဲဝိဇ္ဇာပွဲနမင်းကြီးလေးပါးပွဲမေတော်သူအတ္တိပွဲများကတ်လူကဂျိုတင်ကာကွယ်ရမည့်အစီရင်များအားဟောက်ွက်မရှိအောင်စနစ်တကျစီရင်ထား၏နေဝင်ပြီးစာအမောင်တို့စတင်ဝင်ရောက်ချိန်တွင်လွန်စွာလက်ရဲစရဲနိုင်လှ၍လွန်စွာရက်ဆက်တတ်သောအောက်လမ်းမော်သူ့ဘရာဇာကြီးဥတိုက်ကျက်သည်ကျက်တကောင်းအားလက်ဖြင့်ပိုက်လျက်ဆရာထွေးတီးခိုရာဘုံကြီးကျောင်းဝင်းအတွင်းသို့တကြီးတရိုင်ဖြင့်ဝင်ရောက်လာတော့၏ဥတိုက်ကျက်ရောက်လာမည်ကိုကြိုတင်မှန်းဆမိသည့်အလျောက်အကူအညီဆက်များဖြတ်တောက်ခြင်းအတိုက်ဆက်များမိစ္ဆာဆက်များဖြတ်တောက်ချုံနှုံခြင်းတို့အားကြိုတင်ပြုလုပ်ထားသည်ဖြစ်ရာလွန်စွာထက်လာပါသည်ဟုနာမည်ကြီးလာသည့်ဥတိုက်ကျက်၏အောက်လမ်းပညာသည်ရွှင်ကျော်ပညာအောက်၌ညီတို့မြအစွမ်းမပြနိုင်ဖြစ်နေတော်၏ဥတိုက်ကျက်၏အောက်လမ်းပညာအဆောင်ရှောက်များအခန်းရစီတရေများအစိမ့်သေးပြိတ္တာများသည်ဆရာထွေးရှိနေသည့်ဘုံကြီးကျောင်းဝင်းအတွင်းသို့ပင်ဝင်ရောက်နိုင်ခွင့်မရှိတော့ဘဲဝေးရာအရက်၌တိမ်းရှောင်နေရပြီဖြစ်၏တဲလဲအဆောင်ကျက်ပေါ်များတဲ့ဂိုင်းပါလာဆရာလေးကြီးဆိုင်ရာပိုင်ရာအဆောင်ရှောက်တွေနဂါကလုံးဘုံမှန်ရက်ခါတွေအုံလိုက်ကျင်းလိုက်ကိုရောက်နေကြတာပဲဒါကြောင့်မို့လဲရွှေကျော်ပညာယူထားရင်အောက်လန်းဆုံးကဝေပညာနဲ့ဘယ်လိုမှရှင်ပြိုင်အန်တုလို့မရတာကိုဟုဥတိုက်ချက်မှအံ့ဩစွာပြောလေ၏ဥတိုက်ချက်သည်ဆရာထွေးနှင့်မလန်မန်ကနေရာတွင်ထိုင်လိုက်ပြီးနောက်လူတွေကကျုပ်ကိုဥတိုက်ချက်လို့အသိများကြပေမဲ့ဥတိုက်ချက်ဆိုတဲ့နာမည်ကကျုပ်နာမည်အရင်မဟုတ်ဘူးထိပ်ပိုင်းအဆင့်ရောက်နေတဲ့ပညာသည်တိုင်းမှာတစ်ချက်လို့အတိုက်ဆိုတာရှိတယ်ပညာသည်ရဲ့သက်ဆောင်အတိုက်ပေါ့ကျုပ်ရဲ့သက်ဆောင်ဖြစ်တဲ့တစ်ချက်လို့အတိုက်ကတော့ဟောဒီတိုက်ချက်ကြီးပါပဲသူသေးကိုကြီးလုံးရကန်ရတော့မယ်အခြေအနေမျိုးမှာကျုပ်ရဲ့တိုက်ချက်ကြီးဟာပြိုင်ဘက်ဆရာတွေရဲ့အသက်ဇီဝင်ကိုစက္ကန့်ပိုင်းလေးအတွင်းမှာကိုနှုတ်ယူနိုင်စွမ်းရှိတယ်ဒီအချက်ကိုဆွဲပြုပြီးကျုပ်ကိုလည်းတိုက်ချက်ကြီးလို့ခေါ်လာကြတာပါပဲဟုဆိုလျက်၎င်းပွေးပိုက်ထားသည့်တိုက်ချက်ကြီးအားရုတ်တရက်လွှတ်ချလိုက်လေတော့၏နာနာရုတ်အတက်ဖြင့်ဥတိုက်ချက်စီရင်ထားသောချက်ကြီးသည်တောင်မှန်တစ်ဖက်ဖက်ခတ်လျက်ရုပ်ချီပင်ဆရာတွေရှိရာသို့တဟုန်ထိုးပြေးဝင်သွား၏သို့သောတတိကောင်းလာသည့်ဆရာထွေးမှတိုက်ချက်ရှိရာလက်ညှိုးထိုးလျက်နင့်အတက်နင့်စုနင့်တန်နင့်ခံတံပြန်စမ်းဟုအမိန့်ပြန်၍တံပြန်လိုက်ရာရေးဝင်လာသောချက်ကြီးသည်အတန်တစ်ချက်ကြခနဲ့ထွက်ပြီးနောက်ဆန့်ငင်ဖြစ်ကာအသက်ပြောက်သွားလေ၏တဖန်ဆရာထွေးသည်အသက်ပြောက်နေပြီဖြစ်သည့်ချက်ကြီးအားစိုက်ကြည့်လျက်ဟဲ့နဲ့မူလနင်းပြန်ဟုထမှန်၍မူလပြန်အမိန့်ပေးလိုက်ပြန်ရာလဲကျသေးဆုံးနေသောချက်ကြီးသည်ရုတ်တရက်လူသေးဦးကောင်းခွန်အဖြစ်သို့ပြောင်းလဲသွားတော်၏ထိုအဖြစ်ပြက်များအားမလန်းမကန်းတွင်စောင့်ကြည့်နေကြကျောင်းတိုင်းဆရာတော်နှင့်ကပ္ပိယကြီးတို့သည်လွန်စွာအံ့ဟောလျက်အလိုဟုပင်ရောင်ရမ်းရေရွမိကြတော့၏အခြေအနေအားကောင်းစွာသုံးသပ်မိသွားပြီဖြစ်သည့်ဥတိုက်ချက်ကြီးသည်မျက်စိမျက်နှာပြက်နေသည့်ကြောင့်မှအန်တကြိတ်ဖြင့်မန်တင်းလိုက်ပြီးနောက်ပညာသည်တယောက်အဖို့သူ့ရဲ့တစ်ချက်လိုအတိုက်ဟာသူ့အတွက်အသက်အိမ်ပါပဲအဲ့ဒီအတိုက်ပြက်တာဟာအသက်ဝိညာဉ်ပြက်တာနဲ့အတူတူပဲဆွေစဉ်မျိုးဆက်အရှုံးဆိုတာဂျိုနယ်လားလို့မေးရလောက်အောင်ကိုမရှုံးခဲ့တာတောက်ပညာအရတော့မင်းကမနိုင်ဘူးပေါ့လေဒါပေမဲ့
သေးတဲ့အချိန်ထိခွတ်နေတတ်တာကိုကတိုက်ကျက်တို့ရဲ့သမိုင်းပဲမင်းသားတော့ငါ့ကိုတတ်ပြီးတော့မင်းမတတ်ရင်မင်းကိုရတဲ့နီးနဲ့တတ်မယ်ဒါဟာနောက်ဆုံးတိုက်ကျက်တကောင်ရဲ့သစ္စာပဲဟေဟုမကြည်မချမ်းကျင်းဝါလိုက်လေ၏လွန်စွာတတ်တည်ကောင်း၍လွန်စွာလုံရဲကံရဲရှိလာသည့်ဆရာထွေးသည်ဒီမတင်ဟန်ဖြင့်ပြုံးလိုက်ပြီးနောက်မင်းတပည့်တရေစုပ်ကိုငါပြောခဲ့ပြီးပါကောတို့ကိုင်းပညာဟာလူတတ်တဲ့ပညာတော့မဟုတ်ဘူးဒါပေမဲ့ကိုယ့်ဘက်ကသာမှန်နေပါစေကိုယ့်အသက်စည်းစိမ်ကိုထိကြိုက်လာပြီဆိုရင်တော့လိုအပ်တဲ့အခါလူသားဖြစ်ဖြစ်မိစ္ဆာဖြစ်ဖြစ်ခက်လွယ်လွယ်နဲ့တတ်နိုင်တဲ့အစွမ်းအပြည့်ရှိတယ်နော်မတတ်ပါနဲ့လို့တားမြစ်ထားတယ်ဆိုတာလေကျွင်းချက်ထားပြီးတားမြစ်ထားတာကွာငါတိုက်ကြရမင်းဘက်ကကြံစီလာမှတော့ငါကလည်းအစင်သင့်မှာပဲမနှက်ပြန်နေအကွဲမှာသေပေတော့ခွေးမှသားဟုဒေါသကြီးစွာပြောဆိုလျက်လက်ကောင်း၏လက်မှနေရာတွင်ထိုးထားသောအစစ်စမအားလက်ဖြင့်အုပ်ယူကာအကျဉ်းချင်းဇက်တိုက်လွှတ်၍လွှဲပစ်လိုက်တော်၏ဥတိုက်ကျက်သည်အကြီးအကျယ်မျက်နှာပြတ်သွားလေ၏တိတိတသာမျက်နှာပြတ်သွားသည်ဟုဆိုနိုင်၏သို့သောချက်ချင်းဆိုသလိုပင်မန်တင်းကမဲ့ပြုံးတစ်ခုပြုံးလိုက်ပြီးနောက်သိတ်ကြောက်စရာကောင်းတဲ့တံပြန်ပညာပါလားကိုလူကတစ်ဖက်လူကာလို့ကွယ်လို့မရတတ်တဲ့တံပြန်လက်နက်ကိုရဲရဲကြီးသုံးလိုက်ပြီးကိုဒီအတက်ကကိုလူတို့ဂိုင်းမှာဂိုင်းဝင်ထားသူတိုင်းမသိနိုင်အောင်လှုပ်ဝက်ထားတဲ့သက်ဆောင်ပညာတစ်ခုပဲဒီလောကမှာပညာရှင်ကြတဲ့အခါတာတဲ့သူစံပြီးမတာတဲ့သူခံရတာအစဉ်အလာပါပဲလေဆွေစဉ်မျိုးဆက်တစ်လျှောက်လုံးမတာလောင်းတွေနဲ့လောက်ကန်ရက်တီလာကြတဲ့သူ့ဘရာဇာတွေပဲတည်တယ်ဆိုတာတရေတမောအိတ်လိုက်တယ်လို့ခံယူထားတဲ့အမျိုးกว่าသူများတက်လို့တော့အသေးမခံဘူးသေခြင်းသေးငါလက်နဲ့ငါအသေးခံမယ်ဟဲ့ဒီမှာကြည်ဟုဆိုပြီးနောက်၎င်းခါးကြတွင်ဝှက်ယူထားသောကိုးသိန်းချိုင်းတိုင်ဖြင့်စီရင်ထားသည့်တတူအားရုတ်တရက်ထုတ်လျက်၎င်းလဲမျိုးအားစက္ကနေဆင့်ထိုးကာတတ်တည်လိုက်တော်၏ဤသို့ဖြင့်တခေတ်တစ်ခါ၌အမှန်တကယ်ပင်ရှိခဲ့ဘူးသောလွန်စွာရက်ဆက်၍လွန်စွာရုပ်မှန်လာသည့်သူ့ဘရာဇာအောက်လန်းအဓိပတိကြီးသည်သူ့တန်သူခံရသည့်အလားအသေးစိုးဖြင့်ဘဝစက်သိမ်းရှာခဲ့ရလေ၏ဒါကတော့ဆရာနစီရေးသားပြုစုထားသောရွှေညောအိဆာတဲ့မိဒီစေကိုင်းတော်ဂိုင်းမြတ်ကြီးနှင့်သက်ဆိုင်သည့်ဘဟုတုတစာစုများမှနံပါတ်30တိုက်ကျက်ကြီးဏီကုံဆိုတဲ့အကြောင်းအရာလေးကိုဝေမျှပေးခဲ့တာပဲဖြစ်ပါရဲ့ခင်ဗျာ